တတူတွင်တူနေစဉ်ရွှေတုံးကြီးတတုံးကိုတွေးရှိခဲ့သည်တငယ်ချင်းဖြစ်သူကအပြေးအလွှာရောက်လာပြီးငါတို့ခွဲယူကြရအောင်ဟုဆိုသည်လှုပ်သားသည်ပြုံးရထိုးရွှေတုံးကြီးကိုချက်ချင်းနှစ်ပိုင်းခွဲကတပိုင်းကိုတငယ်ချင်းဖြစ်သူအားပေးသည်ထိုညတွင်တငယ်ချင်းဖြစ်သူမှလောဘစောတိုက်လာသည်တတူတွင်လှုပ်သား၏အိမ်သို့ဝင်ရောက်ပြီးတစ်ထထီမှကြန့်ရှိသောရွှေတုံးတစ်ပိုင်းကိုခိုးယူသွားသည်နောက်တနေ့မနက်တွင်လောဘကြီးသောတငယ်ချင်းမှရွှေတုံးနှစ်ပိုင်းလုံးကိုကိုင်ဆောင်ကာရွှေတို့သွားခဲ့သည်ရိုးသားသောလှုပ်သားကသူ့ကိုမြင်သွားသည်ဟေ့မင်းဟောက်တစ်ထထေကရွှေတုံးကိုခိုးသွားတာပဲဟုအော်ဟစ်ပြောဆိုသည်လောဘကြီးသူကရေမောလျက်မင်းကလူလင်ပဲဒီရွှေတုံးနှစ်ပိုင်းလုံးကိုငါဘာသာငါရှာတွေ့ခဲ့တာပါဟုညင်ဆိုသည်ထို့ကြောင့်သူတို့နှစ်ဦးမှတရားသူကြီးထံသို့ရောက်သွားကြသည်တရားရုံးတွင်လောဘကြီးသူကဒီရွှေတုံးလေးကိုတတူတွင်ထဲမှတပိုင်းစီတီးခြားစီရှာတွေ့ခဲ့တာပါဟုလိမ်ညာပြောဆိုသည်ရိုးသားသောတတူတွင်လောက်တာကလည်းကျွန်တော်ရွှေတုံးလေးကိုရှာတွေ့ခဲ့တာပါပြီးတော့သူ့ကိုတဝက်ခွဲပြီးခဲ့တာသူကချက်လက်တဝက်ကိုခိုးထားတာပါဟုခံလေးချပြသည်တရားသူကြီးကရွှေတုံးနှစ်ပိုင်းလုံးကိုငါ့ကိုပေးစမ်းဟုဆိုကရွှေတုံးနှစ်ပိုင်းကိုပြန်ဆက်ကြည့်လိုက်သည်ထို့အခါရွှေတုံးနှစ်ပိုင်းမှာကွက်တီတီနင်းတီကိုတွေ့ရသည်တရားသူကြီးကဒီရွှေတုံးတီကိုတီးခြားစီရှာတွေ့ခဲ့တယ်ဆိုရင်ဘာလို့အခုလိုကွက်တီပြန်ဆက်လို့ရနေတာလဲဟုမေးခွန်းထုတ်လိုက်သည်လောဘကြီးသူမှမျက်နှာပြတ်သွားသည်တရားသူကြီးကမင်းကိုစေနာထားတဲ့သူစီကမင်းကခိုးယူခဲ့တာပဲဒါကြောင့်မင်းခိုးထားတဲ့ရွှေတုံးကိုပြန်ပေးရမယ်အပြင်မင်းရဲ့မယိုသားမှုအတွက်ရွှေတင်သားတီရန်ကိုပါလူစည်းဖေးစေဟုအမိန့်ချမှတ်လိုက်သည်